ဒီနေ့ကတော့ကျွန်တော်တို့ကလောမှာ trekking သွားမှာဖြစ်ပါတယ်ဒီနေ့ trekking ကိုကျွန်တော်တို့အောင်ပန်းကနေစပြီးတော့ရှောက်မှာပါအဲ့တော့အောင်ပန်းကိုသွားဖို့အတွက်မနေ့၈နာရီမှာကားနဲ့လာကြိုးပေးပါတယ်ဒီနေ့ရာသီပြီးတော့ကောင်းလိုက်ဗျာဟုတ်ကဲ့ဒီနေ့ခရီးစဉ်ကကျွန်တော်တို့အောင်ပန်းကိုသွားမယ်အောင်ပန်းကားမှာရတောင်တို့ပိန်းနေပင်ရွာတို့ကိုသွားပြီးနောက်ဆုံးဒီကလောမြို့အဝင်ရေရားရွာနာကိုပြန်လျှောက်ပါအဲ့တော့ကားဆရာကိုကြီးကတော့ကျွန်တော်တို့ကိုရတောင်တက်တဲ့လမ်းတစ်ဝက်အထိလိုက်ပို့ပြပါတယ်ကျွန်တော်တို့အဲ့ရနေစလျှောက်မယ်နောက်ဆုံးညနေအပြန်ကြမှာဝက်ရေရားထိတ်မှာသူနဲ့ပြန်ပြီးတော့ချိန်ထားတယ်ပေါ့နော်အခု tracking ကတော့ကျွန်တော်တို့ Claw Vibe page နဲ့ချိန်ပြီးတော့သွားတာပါဒီနေ့ tracking မှာကျွန်တော်တို့တောင်ပေါ်ကလမ်းတွေကိုရှောက်မယ်လက်ဖက်ဆိုင်ခင်းတွေ coffee ဆိုင်ခင်းတွေကိုလိုက်ကြည့်မယ်ကျွန်တော်တို့စားသုံးနေတဲ့လက်ဖက်ဆိုတွေရေနွေးတွေကိုထည့်တဲ့လက်ဖက်6တွေကိုဘယ်လိုလုပ်လဲဆိုတာပလောင်ရမှာသွားပြီးတော့လေ့လာမယ်ကျွန်တော်တို့နဲ့အတူတူဒီနေ့ tracking ခရီးစဉ်လေးကိုလိုက်ခဲ့ကြပါအောင်နော်အခုကားကတော့ကျွန်တော်တို့ဒီနေရာမှာထားခဲ့ပါပြီဒါရတောင်ပေါ်တက်တဲ့အဲမှာပါဒါကတော့ကျွန်တော်တို့ tracking လိုက်ဖို့မဲ့ဦးရောပင်ပါစာရှောက်မဲ့ဒါဒီနဝတောင်ခေါ်တာပေါ့ဒီဇီယနဝတောင်နဲ့ကျွန်တော်တို့ရက်တောင်ကိုတက်မယ်ရက်တောင်ကပင်လေမြင်းနေ9500လောက်ရှိတယ်အမှန်ရက်တောင်ကနေကျွန်တော်တို့သုံးခန်းကြွားတဲ့လမ်းနဲ့ဆင်းပြီးတော့တောင်ဒီရွာကိုဝင်လည်မယ်အမှန်နေ့လက်စားစားမယ်စားပြီးကျွန်တော်တို့တနင်္ဂနွေလောက်လိုက်ဆောက်ပြီးတော့ပိန်းနေပြီလမ်းတစ်လျှောက်တော့ကျွန်တော်တို့လက်ဖက်ချင်းတွေကျွန်တော်ထောပတ်ချန်အဲ့ဒါတွေတွေ့ရမယ်ဒီပိန်းနေပင်ဝင်ရွာဝင်လေပြီးတော့ကျွန်တော်တို့တနင်္ဂနွေလောက်ကြာရင်ကလောလမ်းစုံကိုရောက်မှာပဲအဲ့ဒီကနေတစ်စက်ကျွန်တော်ကားစီပြီးဦးလေးအသက်ဘယ်လောက်ရှိပါလဲတက်က65ပြအခုကျွန်တော်တို့တောင်ပေါ်မှာစပြီးတော့လမ်းလျှောက်ပါပြီဒီနေ့ကတော့ရာသီဥတုတာရပါတယ်ရှေ့ရက်တည်းကကလောမှာမိုးရွာထားတဲ့အတွက်ဒီ trekking သွားတဲ့အခါမှာမိုးရွာမှာစိုးရိမ်နေတာဒါပေမဲ့ဒီနေ့တော့တာရတဲ့အတွက်သွားလာတာတော်တော်လေးကိုအဆင်ပြေပါတယ်ကျွန်တော်တို့လိုက်ဖို့တဲ့ဒီဦးလေးရော်ဘင်ကအသက်65ဆိုပေမဲ့သူကဒီ trekking လုပ်ကိုလုပ်လာတာကြာပြီဒီဦးလေးရော်ဘင်ပြောပြတာဒီကလောမှာ foreigner တွေက trekking တော်တော်လာလုပ်ကြတယ်သူတို့ဆိုရင်ဒီလိုမျိုးနေချင်းမြန်ခရီးတော့မဟုတ်ဘူးဟိုးအင်းလေးဘက်ကိုတောင်တွေကိုဖြတ်ပြီးလမ်းလျှောက်တာလို့ပြောတယ်2ရက်3ရက်တစ်ခါလေး4-5ရက်ခရီးသွားကြတယ်ပေါ့နော်အဲ့လိုမျိုးရက်ရှည်သွားတဲ့အခါကျတော့သူတို့ကတစ်ရက်ကို15ကီလိုကနေကီလို20လောက်လမ်းလျှောက်တယ်ပြီးရင်စခန်းချတယ်ပေါ့နော်ကျွန်တော်တို့လေခံပန်းဒီနေ့15ကီလိုလောက်ရှော့ရမယ်လို့ပြောတယ်ကျွန်တော်တို့မှာလမ်းအဝေးရှော့ဖို့တဲ့အတွေ့အကြုံတော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်ကရန်ကုန်မှာ exercise အနေနဲ့တခါတလေခြေလမ်း1000ပြည့်အောင်လမ်းလျှောက်ကြပါတယ်အဲဒါကြောင့်ဒီနေ့ခရီးစဉ်ကိုလည်းကျွန်တော်တို့ ACC ပဲ pass ဖြစ်မယ်လို့ထင်ပါတယ်ကျွန်တော်တို့နဲ့အတူတူတောင်ပေါ်ရှုခင်းလေးတွေကိုကြည့်ဖို့အတွက်ဆက်ပြီးတော့လိုက်ခဲ့ပါအောင်နော်ကျွန်တော်တို့ trekking လိုက်ဖို့တဲ့ဥရောပင်ကဘ ഹു တုတတော်တော်လေးကိုစုံတယ်သူ trekking လိုက်ဖို့တာကြတော့လမ်းအတူတူလိုက်လျှောက်ပေးရုံလမ်းပြတက်တက်မဟုတ်ဘူးဒီလမ်းမှာတွေ့တဲ့အပင်တွေပတ်ဝန်းကျင်အကြောင်းတွေအကုန်လုံးရှင်းပြသွားတာအဲ့တော့ကျွန်တော်တို့သွားရင်းနဲ့လမ်းမှာထင်းရှူးစီထုတ်ထားတဲ့ထင်းရှူးပင်တစ်ပင်ကိုတွေ့လိုက်တယ်ပေါ့နော်အဲ့တော့သူကအဲ့ဒီအကြောင်းကိုကျွန်တော်တို့ရှင်းပြတယ်ဒီဥရောပင်ပြောတဲ့အကြောင်းအရာတွေကိုတော့ဓာတ်ရိုက်ပြန်ပြီးတော့တင်ဆက်လို့ရှိရင်အချိန်ကြာပြီးတော့ဗီဒီယိုရှည်သွားမှာဆိုတော့သူပြောပြတဲ့အထက်မှာဗဟုသုတအချက်လေးတွေကိုကျွန်တော်ပြန်ပြီးတော့ပြောပြပါပါမယ်အခုကတော့ထင်းရှူးစီထုတ်တဲ့အကြောင်းကိုသူပြောပြနေတာဒီထင်းရှူးစီလုပ်ဖို့ဆိုရင်ပထမဆုံးထင်းရှူးပင်ကိုမီးနဲ့မြိုက်လိုက်တယ်မီးမြိုက်လိုက်တဲ့အခါမှာဒီအပင်ရဲ့အစီတွေကအောက်ကိုလာပြီးတော့စုတယ်ပေါ့နော်အဲ့ကြတော့မှအစီဝဝတဲ့အခောက်ကိုသူတို့ကထင်းရှူးစီလုပ်ပြီးတော့ရောင်းတာပေါ့နော်ခုနောက်ပိုင်းကတော့ gas မီးဘို့တို့လက်စစ်မီးဘို့တို့တုံးတော့တိတ်မတီးတော့ဒါပေမဲ့ဟိုးတုံးကမီးသွေးမီးဘို့တုံးတယ်လူတွေဆိုရင်တီးတယ်ထင်းရှူးစီချောင်းလေးတွေပါမှမီးမှွေရတာအရင်မြန်တယ်အမှန်တော့ထင်းရှူးစီထုတ်လိုက်တယ်ဆိုရင်ဒီထင်းရှူးပင်ရဲ့အစီကခန်းသွားပြီးတော့အဲ့အပင်ရဲ့တက်တန်းကြကြမခံတော့ဘူးအဲ့တော့ထင်းရှူးစီတုံးတာလည်းဒီထင်းရှူးတော်တွေပြုံးတိမှုပေါ့အများကြီးအကျိုးသက်ရောက်မှုရှိပါတယ်ခုမနက်ပိုင်းအသွားတော့ကန်ကောင်းနေပြီပါမယ်နေရာကြောဘက်ကထိုးနေရဆိုတော့လမ်းလျှောက်တာတော်တော်လေးကိုအဆင်ပြေတယ်အရှိမတော့ရတောင်မြတပိတ်စီရဲ့မုတ်ဦးကိုတွေ့ပါပြီဒါပေမဲ့ဒါတောင်ကြီးကမုတ်ဦးပဲရှိပါသေးတယ်ကျွန်တော်တို့ဖျားကိုရောက်ဖို့ဆိုရင်တောင်ပေါ်ထိတက်ရမှာပါဒီမှာတော့တောင်ပေါ်စီတီအထိကိုကားလမ်းရှိပြီးတော့ကားလမ်းလေးကြည့်တယ်ဒီနေ့တောင်တက်တဲ့ခရီးစဉ်မှာတော့ကျွန်တော်တို့ကတောလန်းတွေကိုဖျက်ပြီးတော့မြက်တွေခြုံနေကြားတွေကနေလျှောက်သွားမှာတော့မဟုတ်ဘူးပေါ့နော်တောင်တွေကိုဖောက်ပြီးတော့တရွာနဲ့တရွာဆက်ထားတဲ့လမ်းတွေရှိတယ်ကျွန်တော်တို့ကအဲ့ဒီလမ်းတွေကပဲပုံမှန်လျှောက်သွားမှာဖြစ်ပါတယ်အခုကတော့ရတောင်ပေါ်ဒီကားလမ်းအနေတက်မှာပါကျွန်တော်တို့ကတောင်တန်းရင်းနဲ့ဥရောပင်ပြောလို့တတိထားမိတာပေါ့နော်တောင်ရဲ့ဒီဘက်ချမ်းနဲ့ဟိုဘက်ချမ်းတော့ပေါက်ရောက်ပင်ကမတူဘူးတောင်ရဲ့နေကြတဲ့အပိုင်းမှာဆိုရင်ထင်းရှူးပင်တွေကမတွေ့ရတော့ထင်းရှူးပင်တွေကသူအေးတာကြိုက်တယ်ပေါ့နော်အဲတော့ကျွန်တော်အခုဒီနေရာမှာဆိုရင်ထင်းရှူးပင်ကိုလုံးဝမတွေ့တော့ဘူးကျွန်တော်ဆက်လျှောက်လာရင်လည်းဥရောပင်ကရုတ်တရက်အပင်တစ်ပင်မှာတက်ခူးတယ်ပေါ့နော်အဲသူဘာတွေခူးလာလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်အောင်ကြီးစီတီဟိုမှာတို့စားတို့စားတဲ့အစိမ်းစားကျွန်တော်တို့အစိမ်းစားသူကစစ်ပဲဝင်
သူ0 sugar တွေးကြစီးကြစီတမတိတ်စားလို့ကောင်းတယ်သူကဒီကိုခန္ဓာမှာအတွင်းမှာရောင်ရမ်းတာတွေလည်းတက်တာစေတယ်ပါဝင်တဲ့ minerals ကလည်းပိုတယ်ကယ်လ်ဆီယမ်များတော့အတွက်အလုပ်ကောင်းတယ်အစာချေဖြတ်မှုကောင်းတယ်ဗီတာမင် C ဓာတ်များတဲ့အတွက်ကျွန်တော်တို့ချောင်းစွနာစီတုပ်ကွေးမှုဖြစ်တာပုံမှန်စားပြီးကျွန်တော်မုံဦးကနေတောင်ပေါ်ဆိုရင်အရန်လမ်းမလျှောက်ပါဘူးနိုင်ဝက်45မိနစ်လောက်ပဲလျှောက်လိုက်ရတယ်ပြီးတော့လမ်းကလေတော်တော်လေးပြည့်တယ်နောက်ပြီးတော့ဘီယာရှူခင်းနေကလေတော်တော်လေးကိုလှပါတယ်နောက်ပြီးတော့ဥရောပင်ကလည်းဇက်တိုက်ကြီးလျှောက်သွားတော့မဟုတ်ဘူးပေါ့နော်သွားလိုက်လမ်းမှာကျွန်တော်တို့ပြောပြလို့ရမယ်အကြောင်းအရာလေးဆိုရက်ပြီးတော့ပြောပြလိုက်ဆက်သွားလိုက်နေဆိုတော့သွားတာတကယ်ကိုမပင်ပန်းပါဘူးဒါကတော့ hazelnut အပင် hazelnut ကကျွန်တော်သိတဲ့လောက်က coffee တို့ chocolate တို့မှာပါလေးရှိတယ်ဒါကတော့သူ့ရဲ့အစိတ်လေးပေါ့ကလောစီထဲမှာတော့ရောင်းတာကိုတွေ့တယ်ဒါကတော့လိမ္မော်ဆိုင်ခင်းဒီအပင်တွေကတော့ပျက်စီးသွားပြီပြောတယ်အပင်တွေလေးခြောက်နေပြီပေါ့နော်ဓာတ်မြေဩဇာမကြွေးနိုင်လို့ပြောတယ်အခုတော့ပြစ်ထားလိုက်ပြီတဲ့ကျွန်တော်တောင်ပေါ်လျှောက်လိုက်နေနောက်ကကျန်ခဲ့တဲ့ရှူကင်းလေးကိုလှည့်လှည့်ကြည့်ရတယ်ကြည်နူးဖို့တစ်မျိုးကောင်းတယ်ကျွန်တော်အခုရားတောင်တက်တဲ့လမ်းမှာတော့ဖြတ်သွားဖြတ်လာတယောက်မှမတွေ့ဘူးကျွန်တော်တို့တစ်ဖွဲ့ပဲရှိတယ်အခုကျွန်တော်တို့လျှောက်လိုက်နေတောင်ထိပ်ကိုရောက်ပါပြီဒီခွေလေးကြော်ပြီးဆိုတာနဲ့ကျွန်တော်တို့တောင်ပေါ်ကဖျားစီကိုရောက်တဲ့ဆောင်းတန်းအောင်လမ်းပြီးတော့ပြင်ရအောင်ဒီတောင်ပေါ်မှာလေတော်တော်လေးကိုတိုက်တယ်အခုကအချိန်အားဖြင့်တော့10ခွဲလောက်ရှိပြီ10ခွဲနေဆိုတော့နည်းနည်းတော့စပြီးတော့ပူနေပြီဒါပေမဲ့လေတိုက်နေတဲ့အတွက်ဒီပေါ်မှာလမ်းလျှောက်အောင်မပင်မဲ့ဘူးနေလို့ကောင်းတယ်ပေါ့နော်ကျွန်တော်အခုတဖြည်းဖြည်းနဲ့ရှောက်လာတာရတောင်ပေါ်တော့ရောက်သွားပါပြီဟိုကားချခဲ့ပြီးတော့စလျှောက်တဲ့စီကနေအခုထိဆိုရင်တော့ 3.5 km ရှောက်ပြီးသွားပြီကျွန်တော်တို့အခုတောင်ထိပ်ကိုရောက်ပါပြီဒါရတောင်ကျောင်းထိပ်ပါရတောင်တောရကျောင်းထိပ်ကိုရောက်ပါပြီဒီကနေလှမ်းကြည့်တောင်တစ်ခွင်လုံးကို360ဒီဂရီမြင်ရပါတယ်တော်တော်လေးကိုလှပါတယ်ကားလမ်းလေးရှိတဲ့အတွက်ကလောရောက်မယ်ဆိုရင်ကားနဲ့တစ်ခေါက်လောက်တော့လာနေပါလို့ဒီတောင်ပေါ်မှာသတင်းသုံးတဲ့ဆရာတော်ကတော့3-4ပါးပဲရှိတယ်တခါတခါမတွေကတော့ကားတွေနဲ့ဆွန်းလာလှူကြရလို့ပြောတယ်နောက်ပြီးတော့ဒီမြင်ရတဲ့ရက်တော်မူဖရာကြီးဆိုလေအစ4စုရှိတာငလျင်လှုပ်တုံးက2စုပါသွားတယ်လို့ပြောတယ်ကျွန်တော်တို့ဒီရတောင်ပေါ်မှာတော့ခဏပဲနားပါတယ်ဖရာဖူးတယ်ဆရာတော်ဝိထုကပ်ပြီးတော့ကျွန်တော်တို့အခုတောင်နီရွာကိုဆက်ပြီးတော့ရှောက်ပါမယ်ကျွန်တော်တို့ကအခု trekking သွားတာဖြစ်တဲ့အတွက်အကြာကြီးနားလို့မရလို့ခရီးဆက်တာပါဒီရတောင်ပေါ်ကရှူကင်းလဲတော်တော်လေးကိုလှတယ်ဖျားပရဝုံကလည်းတိတ်ဆိတ်ပြီးတော့တော်တော်လေးကိုအေးချမ်းတယ်ကားလမ်းလေးပေါက်တဲ့အတွက်ကလောရောက်လို့အချိန်ရမယ်ဆိုရင်တော့ဒီရတောင်မြသပိတ်စီကိုတစ်ခေါက်လောက်လာဖူးကြည့်ဖို့ဒီ vlog လေးကနေညွှန်ချင်ပါတယ်ခင်ဗျာကျွန်တော်တို့အခုတောင်ပေါ်ကနေဆင်းပြီးတော့တောင်နီရွာကိုသွားတဲ့အခါမှာလမ်း2မျိုးရှိတယ်ပေါ့နော်ပထမတစ်လမ်းကတော့ကားဆင်းနေလမ်းပေါ့နောက်တစ်လမ်းကကြတော့ဖုန်းကြီးတွေဆွမ်းကန်ကြွိုင်သုံးတဲ့ဖြတ်လမ်းပါလမ်းတွေကတော့အကောင်းတိုင်းရှိသေးတယ်ဒါပေမဲ့အခုနောက်ပိုင်းဆွမ်းကန်သိမ့်မကြွဖြစ်တော့တဲ့အတွက်တည့်ရွက်တို့မြက်တို့တော့ရှိနေပြီပေါ့နော်အခုကျွန်တော်တို့ကတော့တောင်နီရွာကိုအဲ့လမ်းလေးကနေသွားမှာဖြစ်ပါတယ်ဒါကတော့အခုတောင်ပေါ်ကအစင်ကားလမ်းဘေးမှာတွေ့ရတဲ့တက်ကယ်ပင်တွေပါတက်ကယ်ကတော့အိမ်နေမိုးတဲ့အခါမှာအသုံးပြုကြပါတယ်အခုကျွန်တော်တို့ကားလမ်းအနေမလျှောက်တော့ဘဲနဲ့ဆွမ်းကန်ကြွတဲ့လမ်းလေးတွေကနေတောင်အောင်ကိုဆင်းပါမယ်အခုတော့သူတို့တကားတွေကတော့ဆွမ်းလာဖို့ပိုင်ခဲ့တယ်အခုတော့ဒီဟန်တန်ကလေးဆွမ်းခံတဲ့တွားတော့ပြောဒီတောင်ပေါ်လမ်းတွေကတော့မိုးရွာတာတော့ဘာလို့ဖြစ်ပြီးလမ်းနည်းနည်းချောတယ်ပေါ့နော်ရှေ့ရက်ကလည်းမိုးနည်းနည်းရွာထားတော့လမ်းလေးတွေကစို့ပြီးတော့ချောနေတယ်အဲ့တော့ကျွန်တော်တို့မြတ်တော်တွေကပဲရှောက်ပါတယ်အဲကြောင့် trekking လာမယ်ဆိုရင်အကြံပေးချင်တာတော့ shoe စီးလာတာပို့ပြီးတော့အဆင်ပြေပါတယ်လမ်းမှာတော့ဥရောပင်ကသူ trekking လိုက်တော့အတွေ့အကြုံတွေမပြင်းရအောင်ကျွန်တော်တို့တောက်လျှောက်ပြောပြသွားတယ်ပေါ့နော်ဟုတ်တယ်ကျွန်တော်ပေါ်တာခေါ်ရတာလေးတော့ဒါရီပေါ်တာခေါ်လင်းရရောက်ရေလက်ထမ်းပေါ်တာခေါ်သွားတာကျွန်တော်ခဏရောက်ခေါ်ရတယ်ပေါ်တာရွာတာပေါ်ကြတော့ရေလည်းမရှိလေဟုတ်ကဲ့အော်ရေလည်းမရှိတော့လင်းချက်ဖို့တမင်းချက်ဖို့ကျွန်တော်တို့ဒီတောလန်းလေးတိုင်းလျှောက်လာတဲ့အခါမှာတချို့နေရာတွေကလည်းတော်တော်လေးကိုပြည်တယ်တချို့မတ်တဲ့နေရာတွေကလည်းတော်တော်လေးကိုမတ်ပါတယ်ဒါပေမဲ့အခုလျှောက်တဲ့လမ်းတွေကတော့တောတွေကလမ်းတွေကိုကိုယ့်ဘက်ကိုဖောက်ပြီးသွားတာမဟုတ်ဘဲနဲ့အရင်ဆုံးကန်ကြွသွားထားတဲ့လမ်းတွေဆိုတော့လှေကားကြီးပိုင်းတေချာလေးရှိတော့သွားတာတော့အခက်အခဲမရှိဘဲနဲ့ကျွန်တော်ရွာအထီကိုတော့အဆင်ပြေပြေလေးသွားလို့ရခဲ့ပါတယ်ကျွန်တော်တို့ကလျှောက်လာရင်းနဲ့လက်ဖက်စိုက်ခင်းလေးတွေကိုစပြီးတော့တွေ့ရပြီဒီမှာလေလက်ဖက်ပင်တွေကိုအဲ့လိုတောင်ဆောင်မှာစိုက်တာမှတချို့တောင်ဆောင်တွေဆိုမက်ကြီးပေါ့နော်ဘယ်လိုတွေဆင်းပြီးတော့ခူးကြလေတော့မသိဘူးဒီတောင်ပေါ်မှာအများဆုံးစိုက်တာတော့လက်ဖက်နဲ့ကော်ဖီနဲ့ရတောင်ကနေပြီးတော့ဒီတောင်နီရွာကိုကားနဲ့လာမယ်ဆိုရင်တော့2မိုင်ခွဲလောက်ဝေးတယ်ရတောင်ပေါ်မတက်ခင်တောင်ကြီးမှာတွေ့တဲ့မုတ်ဦးဖေးကလမ်းလေးကနေလာတာပေါ့နော်အခု
အခုတောင်ပေါ်ကနေဖြက်လန်းတိုင်းလျှောက်တာတော့တမိုင်ကြော်ကြော်လောက်ပဲလျှောက်ရတယ်အခုကျွန်တော်ဒီလမ်းတိုင်းဆင်းသွားရင်ရွာတွေကိုရောက်ပါပြီဒီရွာတော့ပလောင်ရွာဖြစ်တာမို့လို့ဒီရွာမှာလက်ဖက်အဓိကလုပ်တယ်ပေါ့နော်ကျွန်တော်တို့စားတဲ့လက်ဖက်တွေကိုဘယ်လိုထုတ်နေရလဲဆိုတာကိုရွာထဲမှာလုံနေတဲ့အိမ်တွေကြုံရင်တော့ကျွန်တော်တို့သွားပြီးတော့ဆက်စုကြည့်ပါမယ်ကျွန်တော်တို့ဒီရွာကိုရောက်တဲ့အချိန်မှာနေ့လယ်7:00ဖြစ်ပါပြီအဲတော့ကျွန်တော်တို့ဒီရွာမှာလက်ဖက်လုပ်တာတွေလိုက်ကြည့်မယ်ပြီးထမင်းစားမယ်ပေါ့နော်ကျွန်တော်တို့ဒီရွာမှာတော့ဒီဥရောပင်ရဲ့အသည့်ဦးစိုးမြင့်ရဲ့အိမ်မှာခဏလေးနာပါမယ်အိမ်ဝမှာတော့ကလအော်စီးတို့ကော်ဖီစီးတို့လှမ်းထားတယ်ကော်ဖီကြိုက်တဲ့မဝဝါတော့ဝင်ပြီးတော့ဆက်စုနေပြီဒီဦးစိုးမြင့်တို့အိမ်မှာလည်းလက်ဖက်လုပ်တယ်ပေါ့နော်ဒါပေမဲ့အခုနေကကတော့လုံမနေတော့ကျွန်တော်တို့လက်ဖက်လုံနေတဲ့ယုံတီကိုခေါ်သွားပြပါတယ်ကျွန်တော်ရောက်သွားတဲ့အချိန်မှာတော့သူတို့လက်ဖက်လုံနေရပေါ့နော်ဒီနေရာမှာလက်ဖက်လုပ်တဲ့ process ကိုကျွန်တော်မြင်ခဲ့တဲ့လောက်လေးဘ ഹു တုတအနေနဲ့ပြန်ပြီးတော့မျှဝေပေးပါမယ်ဒါကြတော့ခူးပြီးတော့ပေါင်းထားတဲ့လက်ဖက်ရွက်တွေပေါ့နော်အဲ့ဒါတွေကိုအရင်ဆုံးသူတို့ဆက်ထဲကိုထည့်ပြီးတော့လိမ့်ပါအဲ့လိုလိမ့်ဖို့အတွက်သူတို့အရင်ဆုံးဆက်ထဲကိုထည့်တယ်ပေါ့နော်အရင်တော့ဆိုရင်တော့မနက်ဖက်လက်ဖက်တွေပါခူးဖို့စိုက်ခင်းထဲကိုသွားညဘက်အိမ်ပြန်ရောက်လို့လူဆုံးပြီးဆိုမှဒါလိုဝိုင်းထိုင်ပြီးတော့လိမ့်ကြတာအခုကတော့ဆက်ပစ္စည်းခင့်မိသွားပြီဆိုတော့ဆက်နေလိမ့်ကြတယ်တစ်ခါလိမ့်ရင်လေသူကအများကြီးထွက်တယ်အခုလက်ဖက်ရွက်တွေဆက်ထဲကိုထည့်ပြီးသွားပြီဆိုတော့သူတို့ဆက်ကိုစပြီးတော့မောင်းပြီးဒီဆက်ရဲ့အောက်မှာပေါ်ထားတဲ့မြောင်းလေးတွေကိုလက်ဖက်ကကျပြီးတော့လိမ့်ပြီးသားဖြစ်သွားတာနောက်ဒီအောက်မှာလိမ့်ပြီးသားလက်ဖက်တွေကပြင်ပြီးတော့ထွက်လာတယ်အဲ့ဒါကိုသူတို့ပြန်ယူတယ်ယူပြီးတော့အိတ်ထဲကိုထည့်တယ်ထည့်ပြီးတော့အထက်ကအရည်ထွက်သွားလို့နင်းပြတာအဲ့လိုမျိုးလူအားနဲ့တက်နေတော့မှာပဲဒီအောက်မှာအရည်တွေပါထွက်လာတယ်ပေါ့နောက်ဆုံးနင်းပြီးလို့ဒီလိုအိတ်တွေထွက်လာပြီဆိုရင်သူတို့မြို့မှာရှိတဲ့ကုန်းတွေစီတစ်စင်ပြန်ပို့တယ်ပေါ့နော်အရင်တော့ဆိုရင်တော့ဒီလို process လေးကိုတော့အိမ်သားတွေအများကြီးလုပ်ရတယ်ပေါ့နော်အခုကတော့ set တွေခစ်ပြီးတာတော့လူ2ယောက်ထဲနေတယ်ပြီးတော့ကျွန်တော်နေ့လည်စာကိုတော့ဦးစိုးမြင့်အိမ်မှာခဏနားရင်းနဲ့စားကြပါတယ်နေ့လည်စာကတော့ Claw Vibe ကအကိုကမြို့မာတွေကတခါတည်းစီစဉ်ပြီးထည့်ပေးလိုက်တာပါဥရောပင်ကတော့ extra အနေနဲ့သူထည့်လာတဲ့ထောပတ်တီတွေကိုတုပ်ပြီးတော့ကျွေးတယ်နောက်ပြီးတော့အချိုတဲဖို့အတွက်အိန္ဒိယမုတ်အချိုလေးထည့်လာပြီးတယ်အဲ့ဒါကြီးစားတယ်ပေါ့နော်ဥရောပင်ပြောပြတာအရင်တော့ foreigner တွေအတွက် tracking လိုက်တဲ့အခါမှာပေါ့ tracking အဖွဲ့တွေကအများကြီးရှိတော့ကိုယ့်အဖွဲ့ကိုသဘောကျအောင်လို့နောက်တစ်ခေါက်တိုင်ကိုယ့်ကိုခေါ်ချင်အောင်လို့ပေါ့နော်အခုလိုမျိုးနားပြီဆိုလို့ရှိရင်အပြိုင်ဆိုင်တွေချက်ကျွေးကြတယ်လို့ပြောပါတယ်အခုကျွန်တော်နေ့လည်စာစားပြီးသွားတဲ့အခါမှာပိန်းနေပင်ရောအောင်ဆက်သွားမှာပါတောင်ဒီနဲ့ပိန်းနေပင်ကိုဆက်ထားတဲ့လမ်းကြတော့စောနာကျွန်တော်တို့ရှောက်လာတယ်လို့ကားလမ်းမဟုတ်ဘဲနဲ့တောင်တွေကိုကွေ့ပတ်ဖောက်ထားတဲ့လမ်းလေးဖြစ်ပြီးတော့ရှူကင်းနေရလေတော်တော်လေးကိုလှပါတယ် floor လေးရဲ့ဒုတိယအပိုင်းမှာတော့ပိန်းနေပင်ရွာတစ်ဆင့်ကလောကိုပြန်มาဖြစ်လို့ဒီ floor လေးကိုသဘောကျတယ်ဆိုရင်တော့ဒုတိယပိုင်းလေးကိုလည်းဆက်ပြီးတော့စောင့်ကြည့်ပေးပါအောင်နော်နောက် floor မှာပြန်တွေ့ကြပါမယ် bye bye